တာတာလည်းဖြစ်နေတာစားကျွန်တော်မျိုးလူကပ်ပြီးပါ ကိုသားလားရှင်တို့ဘာတွေရှောက်လုပ်နေတာဘာတွေရှောက်ကပ်နေတာတော့ကျမကိုရှင်းအောင်လည်းပြောပြစမ်းမအောင် သမီးလေးငါတို့ရှိပြန်ရောက်အောင်စီစဉ်နေတာလေကွာအဲ့ဆိုင်မပြောပြရစမ်း ဒီလိုပါမျိုးကတော့မမလေးတီတာကိုဖမ်းသွားတယ်တပုံပုံအောင်ရွှေနဲ့အောင်ဖေကိုဖမ်းပေးနိုင်ရင်စုတော်ဝင်900ပေးမယ်လို့ကျင်ညာတာလိုက်ကတာကိုပြောတာ ကိုသားလားရဲ့အခြေအနေနဲ့အခြေခါတပုံလေးကကြီးစိုးချဲလေနေတာနော်ရှင်တို့ပြောတဲ့အကြံစီဖြစ်နိုင်မှာမလား ငွေဆိုတာလူတိုင်းတိတ်တိတ်ပါကွာဒီခေတ်ကြီးထဲမှာငွေ900နဲတာကိုယ်တိုင်မဖမ်းပေးနိုင်ကြအောင်ပါလေတရင်ပေးတဲ့လူတွေကပေါ်တာမစ္စတာကြီး ငါအရင်ကစကမ်းမှနေရတယ်ကြာလာလို့ရှိရင်လေဟိုရွာပြန်ချင်းလိုမြို့တက်ချင်းလိုနဲ့အရန်ပြင်းတော့ကွာအခုတော့မပြင်းတော့ဘူး ငါလည်းအဲ့လိုပဲကွာမနဲ့လင်းလာနဲ့တောတောင်တွေပဲမြင်ရလို့စားတော့လေမြစ်ပြုတ်ဘူးဒီခန်းဒီပဲစားနေရတော့တစ်ခါမျိုးချစ်ရတာမလွယ်ပါလားလို့တွေးမိတယ်ကွာမျိုးသမီးစကန်ရောက်လာကမှငါလည်းအဲ့တွေမရှိတော့ဘူးကွာ ငါစိတ်တွေပြောလာတယ်သူ့ကြောင့်ကွာမြို့သမီးကမြို့သူလို့မပြောချောလိုက်လာရတာကွာရွာထွင်းညိုတို့အေးသာဦးနဲ့တခြားစီပဲ တွေ့လို့ချင်းငါကိုအောင်ဖေးတို့နတ်သမီးလေးတစ်ပါးဖမ်းလာထင်နေရကွာအသားလေးကဖွေးနေပြီးတော့မထီးရမကိုင်းစရာလေ ဟိုငါတို့ပြောနေတယ်လို့လေဂျာရည်တွေကအခုတလို့ငြိမ်ပြီးတခုခုကိုတွေးနေတယ်လို့ပဲကွာအခုလည်းဘယ်ရောက်နေလဲမသိဘူးကဲရောက်ငါဟိုဘက်တောင်ထင်းမှာကင်းကြလို့တွားလိုက်အောင်မယ်ကွာ အေးငါလည်းထမင်းကြလို့မျိုးကမမလေးစားကောင်းငါတော့ချက်လိုက်အောင်မယ် အေး အရင်မူးနေတော့ငါရဲ့အတွေ့ထဲမှာမင်းပဲရှိနေပါလားမိန်းကလေးအဲ့ဒီစိတ်ဓာတ်အခြေဆိုလို့ရှင်ငါမင်းကိုချစ်နေမိပြီကွာ မင်းဘယ်သူ့ကိုချစ်နေရတော့ဂျာရည်ဟာမင်းအရက်တွေခိုးတော့နေ တူတူပြောစမ်းပါကွာငါစိတ်တွေမထိန်နိုင်လို့အရက်နဲ့ဖြည့်သိမ့်နေတာကွာ မင်းဖြေတာလေကွာကိုအောင်ရွှေတို့ညီကိုတည်းမင်းမတတ်တာဘူးအထူတောင်းခံရမှာ အခုချိန်မှာသူတို့ထူထောင်တာငါရင်ထဲခံစားချက်ကိုမိမထင်ပါဘူးကွာ ဒီရက်ထဲမင်းပုံစံတစ်ခုခုထူးခြားနေရတော့ငါသတိထားမိတယ်ကွာမင်းဘာဖြစ်နေ သူ့ရောင်မယ်လေးကငါ့ကိုဖမ်းစားလိုက်လို့ကွာ သူ့ရောက်မယ်ဟိုမင်းတိုးထဲမှာသူ့ရောက်မယ်တွေ့တယ်ဟုတ်လားဘယ်နားမှာလဲငါ့ကိုလည်းပြောလေကွာမင်းတွေ့တဲ့သူ့ရောက်မယ်ကငါ့စကန်ထဲကမျိုးသမီးတော့လှတယ်ဟာဟဲ့ဂျိုင်ငါမင်းကပြေအောင်လေကွာဟာဒီကောင်ကြောင်တောင်နဲ့ကွာငါကင်းချင်ပြီးမင်းမရရအောင်မင်း 爸，白沙路人员也批到你了，他们吃啥子没事，搬了三个他吧嘞，到多么来？ မတော့တော့ပါဘူးသမီးသမီးဘောတာဝန်မကြီးခဲ့တဲ့အဖကိုကိုအပြစ်ပေးတဲ့အနေနဲ့ဒီနေ့တော့ငါခံလိုက်မယ်သမီးလေးကတောက်လိုက်တော့နော်သမီး 三个他了说你要啥了吧嘞，爸耶，俺多么看嘛呢？啊，古骗你呀嘞，看说生的时候讲嘛，爸别讲么好吧？ အဖသိပါတယ်သမီးရဲ့အဖတွေးနေအဲ့ချစ်တီးကိစ္စပဲဟိုတနေ့တော့သူတို့ပြဿနာဆက်မရှာဘဲနဲ့ပြန်သွားတာသူတို့မှအကြောင်းတစ်ခုရှိရ 好的喏，爸，你这阿公呢，听到爸的搞讲讲了没有？生日来的爸耶。 ဘာလို့စိနေပန်းလားပန်းလားစိနေနော်ချစ်တီရောက်ကိုပန်းလားပြောသွားမယ် 先把这个表好嘞。 ပန်းလားကိုချစ်တဲ့တကားပြောတာပန်းလားတော့အတွင်းမမေ့နဲ့ပန်းလားကိုချစ်တီသိမ့်မယ်နော် ဘယ်ပါစကားပြောတာလဲ 嘿，这弟，你有油麦啥？快要米片油麦嘿。 ခွဲကယူနော်ချစ်တီကိုတော့စိတ်ချမ်းတော့မဟုတ်ဘူး မင်းတို့ကခွေးတဲ့ရုပ်ညာနဲ့ပေါက်တယ်ထွက်သွားမင်းတို့အားလုံးငါရှိရထွက်သွား နင်ချစ်တီကိုနင်းနော်နင်ဒုက္ခရတော့မယ်ချစ်တီတစ်ဘက်ကပြန်လာမယ်ပန်းလားလေးလောက်ပြတာ သမီးဘာမှတွေးဘူးမနေနဲ့အဖတယောက်လုံးရှိဒီကောင်ဒီဘာမှလုပ်လို့မရပါဘူးသမီးအတွက်ဆိုရင်အဖအသက်နဲ့လဲပြ 我帮你录的，你给我摘了别，对了。哇，摘！好的。
ရတယ်ဒီကောင်စကားမှကျုံတော့ထားလိုက်မင်းကတွေ့ကျင်တယ်ဆိုတော့ဘာကိစ္စလဲဘာလဲမင်းကိုကြိုးတုပ်ပြီးတော့ထမင်းငါထားတာကိုမကျင်တတ်လို့လားငါဘာမှမလုပ်ပေးနိုင်ဘူးနော် အဲ့လိုမလုပ်ပါနဲ့ရောက်ဖကြီးရောဟိုကျုပ်အားလုံးကျင်းတော့တောင်းပန်ပါတယ်ဗျကျုံမောင်ကျုပ်သေးပါဗျနော်ကျုံအနှုံးညတောင်းပါကျုပ်ကိုဖြီးပြပါဗျနော် ခက်လိုက်တာကြာရဲ့မင်းကတန်ရုံးသိရှိပါတယ်ကွာသွားတဲ့သူမင်းမငွေကြီးမျက်နှာကိုထောက်ရမယ်ဆိုတာငါသိတယ်မင်းနောင်နာရတယ်ဆိုတာတကယ်ရောဟုတ်ရဲ့လားကြာရဲ့ တကယ်နောင်တရနေပါရောက်ဖကြီးရဲ့ဆန္ဒကိုတိတ်ခါနဲ့ထင်းရမယ်ဆိုတာလေကျုပ်သိပါတယ်ဗျနောက်ဒါမျိုးဖြစ်စီရပါဘူးကျုပ်လေတိုင်းပြည်နဲ့လူမျိုးတို့စူးစမ်းခွင့်ပေးပါဗျနော် စဉ်းစားပေးလိုက်ပါဘောရွှေဟာသူတကယ်နောင်တရနေရပါ ငါသိပါတယ်ကွာ तू ကငါမိမရဲ့တူရီတော့မောင်နေငါမှတာဝန်ရှိတယ်ဆိုတာငါသိတယ်အခုကိစ္စဟာငါတို့တစ်ဖွဲ့လုံးရဲ့ဂုံတိတ်ကာနဲ့သက်ဆိုင်နေတယ်ကွာ သူတကယ်နောင်တရနေရပါဘောအောင်ရွှေရဲ့သူထမင်းဆိုင်လို့ကျွန်တော်ခိုးကြရအောင်သူမစားဘူးတဲ့သူပြည့်အတွက်သူအငတ်ခံပြီးတော့တေသွားမယ်အားလုံးတော့ကျွန်တော်တာဝန်ယူရတယ်ဗျာအားလုံးကလည်းဂျာရဲ့ရဲ့စန္ဒအောင်မထိန်နိုင်တဲ့အမားအတွက်စိတ်မကောင်းဖြစ်နေကြတာပါကာယကံရှင်လည်းဘာမှမဖြစ်ပါဘူးဗျာဂျာရဲ့ကိုပြုပြင်ခွင့်ပေးလိုက်ပါဘောအောင်ရွှေရဲ့ကျွန်တော်တစ်ဖွဲ့သားလုံးကလည်းစန္ဒရှိကြပါတယ်ဘောအောင်ရွှေမယုံဘူးဆိုရင်လူစုံခေါ်မေးကြည့်လို့ရပါတယ်ဗျာ အဖွဲ့သားအလုံးကဂျာရဲ့ဘက်မှာဆိုတော့ငါဘက်ကပဲနားလည်ပြလိုက်ပါလေကွာဂျာရဲ့မင်းရဲ့စိတ်ဓာတ်တွေကိုမင်းတကယ်ပြည့်ပြမှာရမှာနောက်တစ်ခါဆိုတာရှိလာမှာမဟုတ်ဘူး နောက်တစ်ခါဆိုတာမရှိစေရပါဘူးရောက်ဖကြီးရဲ့တိုင်းပြည်နဲ့လူမျိုးတို့အသက်ပေးနေကျုပ်စိတ်ကြီးပြုပြင်သွားပါမယ်ဗျ ကောင်းပြီနောက်တစ်ခါဒါမျိုးထက်ဖြစ်လို့ကတော့မင်းကငါလည်းနဲ့ကိုယ်တိုင်တတ်မှာနော်ရောသူ့ကြိုးဖြူပြလိုက်ပြထမင်းဝအောင်ကြည့်လိုက်ဟာညီလာကွာအကိုတဲကိုမလာသဘူးအလားထူးနေတော့အကြောင်းကိစ္စရှိပြီတူတယ် ကျောင်းကိစ္စတော့မဟုတ်ပါဘူးကြီးတီတာကိစ္စပါတီတာကျတို့စကားကိုရောက်နေရလဲကြားရင်မဟုတ်လားဘူးလို့ဆိုရင်တူရီတော်သမီးလေးကိုခွဲခွာနေရတဲ့ဒုက္ခကိုသူမိဘကြီးလည်းခံစားတတ်လောက်ပါပြီပြီးတော့ကျုပ်တို့အဖွဲ့ရဲ့ခံချက်ကိုလည်းတီတာသဘောပေါက်နားလည်နေပါပြီကျုပ်တို့အန်နယ်ပြုမှာမဟုတ်ပါဘူးဒါကြောင့်မလို့သူမိဘစီကိုကျုပ်တို့ပြန်ပို့သင့်ပြီလို့ထင်တယ်ဗျ အောင်ဖေမင်းခေါင်းဆောင်တယောက်လုံနေပြီးတော့အဲ့တော့ညံ့လာကွာတီတာဆိုတဲ့မိန်းကလေးဟာအထက်ဖားအောက်ဖိဗျူရိုကရက်စိတ်အပြည့်ရှိတဲ့မြို့အုပ်တယောက်ရဲ့သမီးကွာမင်းရှိမှာမင်းကျင်တဲ့အောင်နေပြပြီးတော့နောက်ွယ်မှာငါတို့အပြက်ချင်းမုံမဲ့ရန်သူငါတော့လုံးဝပြန်မပို့ကျင်သေးဘူးကွာ မဟုတ်သေးပါဘူးကိုကြီးကျုပ်တီတာစိတ်တဲ့ကိုအသီးဆုံးပါအခုဆိုလို့ရှိရင်သူ့မှာအန်နယ်ရဲလဲဝိုင်းနေပြီဟိုကျုပ်တို့ကသူ့ဘယ်လောက်ထိကောက်ွယ်ပေးနေမှာမဟုတ်လဲအဲ့တော့ကိုကြီးပြန်ပို့လိုက်တာပဲကောင်းပါတယ်ပြန်ပို့လိုက်ပါနော် ငါတော့ပြန်မပို့ပေးနိုင်ဘူးကွာငါကြီးလေးနေချက်လက်ပါစီတွေရဲ့သဘောထားကိုမင်းကောင်းကောင်းကြီးမသိသေးဘူးကွာသူ့ကိုမင်းစိတ်တန်းကြစကမ်းမှာလွတ်လွတ်လပ်လပ်နေဖို့ငါခွင့်ပြုပေးထားတယ်လေသူ့အန်တရတော့သူရှောင်တတ်ပါတယ်ကွာမင်းဘာမှပူနေကြမလို့ဟိုကောင်ဂျာရေးကိုတော့ငါသတိပေးပြီးသွားပြီ ဘာလို့အဲ့လိုပြောခက်နေရလဲကိုကြီးအခုကိုကြီးရဲ့လောက်ကသူတို့မိသားစုဒုက္ခပေးတာနဲ့မတူဘဲနဲ့ကျုပ်တို့အတွက်ဒုက္ခကိုလက်ရခေါ်နေတယ်လို့ဖြစ်နေတယ်အခုဆိုပလိတ်တွေကကျုပ်တို့တောင်းနှင်းရှာနေဆိုအကိုကြီးလည်းအကြ တောင်းနေကိုမကားလို့ဒရောလုံးပဲမီးနဲ့ရှို့ငါကြီးမဆိုင်ဘူးကွာငါတို့ဘက်ကိုကြုံလာရင်တော့သူ့သေးကိုယ်သေးပြန်ဆော်မှာပဲကောင်မလေးကိုပို့ဖို့တော့လုံးဝစိတ်မကူဘူးကွာ ဘာလို့အဲ့လိုပြောခက်နေရလဲကိုကြီးတကယ်ဆိုလို့ရှိရင် ဘောင်းကြီးဒီမှာထောက်တော်ရောက်လာပြီ ထောက်တော့လာလာဘာကြောင့်ဖြစ်လို့လဲ ပိန်းလုံးရောင်မှာကျတို့မှလည်းဒုက္ခရောက်နေကြတယ် ဘလို့ဒုက္ခရောက်တာလဲ အဲ့ဒီရွာချစ်တီးကပလိတ်ဖွဲ့နေပေါင်းပြီးထင်းတိုင်းကျင်းနေကြတယ်အဲ့ဒီရွာသူပန်းလာဆိုတဲ့သမီးပြိုကိုလည်းအကျွင်းနဲ့တိမ်ကိုကြံနေကြတယ်အဲ့ကြောင့်ကျုပ်ဘုံချောင်ရှည်တို့တွေလာပြီးအကူကြီးတောင်းတော့ တော်တော်မရိုင်းလိုက်ကြတာကွာချစ်တီးဆိုတဲ့ကောင်ဒီတိုင်းလွတ်ထားလို့မဖြစ်တော့ဘူးဟုတ်ဒါနဲ့ကောင်မလေးကိုချစ်တီးကဘယ်နေ့လာသေးမှာတော့ မနေ့ကနောက်ဆုံးရချင်းပေးတာပဲဗျပလိတ်တွေကချစ်တီးဘက်မှာရှိနေတော့မိန်းလေးခမရ ငါသဘောပေါက်ပါတယ်ကွာဘာမှမပူနဲ့ငါတို့လည်းအချိန်မီလာခဲ့မယ်ဟုတ်ပြီလား ဟာအဲ့ဒီကိစ္စအတွက်နဲ့တော့ကျတို့တို့ဖလုံးသွားကြမှာပါဗျာကျုပ်ပဲဥဆောင်ပြီးသွားလိုက်ပါမယ် ငါညီဆန္ဒရှိရဆိုရင်တော့အကူမတားပါဘူးကွာငါညီဖွဲ့ကိုခေါ်လိုက်ဒါပေမဲ့တခုတော့ရှိရနော်ချစ်တီးဆိုတဲ့ကောင်ကိုလုံးဝမညာနဲ့ပြက်ပြက်တတ်တာကိုဆုံးမခဲ့ဟို
အခုလိုလာပြီးသတင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ ကျတို့ပုံမှန်လိုမျိုးတော့ပါဗျာ လာပန်းလာလေးလာပန်းလာလေးသမီးဟေးငါသမီးကိုလွတ်ဒီကိုကွာလွတ်အဘသမီးဟာဒီဝါကွာရောက်ရှေ့လိုက်အဘလူရမိုင်အဘလူရမိုင်ဝယ်တတိထားတော့ဝါလေဟုတ်ပြီဟေး ဒီပြောတော့တမ်းရှိအောင် အဘတယ်ပြီပါတယ်ပြီ ဝါလေတတိထားရွာလေးကဲရောက်လို့ဟိုသူ့ဒီမှာထားခဲ့လို့မဖြစ်ဘူးကွာဘာလို့စကားခေါ်ပါဟိုတနက်တန်ကြောင်ဆိုဟိုကနေထက်ရောက်လာနိုင်လေလာရောက်လို့ကြာဘယ်လိုလဲကိုသားလာရှင်စုငွေထုတ်ပြီးတော့တဘုံဖန်းခိုင်းတဲ့ကိစ္စမထူးသေးဘူးလား ထူးမှာပေါ့မိမရဲ့ဒီလိုကိစ္စမျိုးဆိုတာလောလို့မရလောနေရင်လည်းအလိန်ခံရတတ်တယ် ဘယ်လိုတဘုံဖန်းခိုင်းတဲ့ကိစ္စမှာလဲအလိန်ခဏရှိတယ် ရှိတာပေါ့မိမရဲ့သူတို့လူတယောက်ကအကွက်ဆင်းပြီးသတင်းပေးငါတို့ကတကယ်ထင်ပြီးလိုက်တိုက်လွယ်ရောကျုံသွင်းပြီးတိုက်ခိုက်တာတော့ခံရတယ်အဖြစ်ပြက်တွေမှာအများကြီးပဲ ချောက်ဖို့ကောင်းလိုက်တာရှင်ဒါဆိုရင်တဘုံနေသတင်းလာပေးတယ်ယုံလို့မရဘူးပေါ့အဲ့ဒါကြီးကျုံမှမသိတာ အဲ့ဒါကြောင့်ပြောတာပေါ့ငါစီစဉ်ထားတဲ့ကိစ္စကိုမလောစမ်းပါနဲ့လို့ငါသမီးလေးကိုလည်းရအောင်ကဲပါသဘုံလေးကိုအပြက်ချေမုန်းချင်လို့အပိုင်စီစဉ်နေတာမလောစမ်းပါနဲ့ကွာ မလုံးလို့မရဘူးလို့မြင်ဟိုကျွန်တော်မျိုးဒီကတွေးနေလို့မရတော့တိတ်ခါလဲကြာလို့ဝင်ဝင်ပါထိကြိုက်တယ်ဗျာ ဘာတွေဖြစ်နေရလဲအဆိုင်ဖြည်းဖြည်းပြောစမ်းပါ မကျင်တဲ့လုံးလုံးပါဗျာပိန်းတဲ့ကုန်းရွာကကျွန်တော်တို့ပုံမှန်ထောက်ပံ့ပေးနေတဲ့ချစ်စုံးနေဗျာ ဘာပိန်းနာကုန်းရွာချီတီစုံးနေကြလားဟာဘလို့ဖြစ်တာလဲကွာဟိုတော်တော်တော့ငါရှိတာတော့တန်တန်မာမာကြီးရှိပါသေးတယ် ချစ်တီရောသူ့တပည့်တွေရောအသက်ခံရမှာမျိုးပဲတက်သွားတဲ့သူတွေကတဘုံအောင်ရွှေအောင်ဖေးရဲ့လူတွေပြောပါတယ်အဲ့ဒီတရင်ကိုကျွန်တော်ရိုးရိုးရအောင်လိုက်သွားတော့သူတို့ခြေရဖြောက်သွားပါပြီဗျာ ဒါငါတို့ကိုတွေးလို့ဆန်းတာကွာပိန်းတဲ့ကုန်းရွာထိလာတယ်ဆိုတော့သူတို့စခန်းကပိန်းတဲ့ကုန်းရွာနားပါပဲရှိရမယ် ကျွန်တော်မျိုးလည်းဒီလိုပဲယူဆပါတယ်မျိုးဒီတဘုံကောင်းတွေကိုအများဆုံးနှိမ်နင်းဖို့လိုနေပါမျိုး မှန်တာပေါ့ဒီကောင်တွေကိုအင်အားသုံးပြီးတောနေချေမုံอ่ะအထက်ကိုလည်းငါသတင်းပို့ထားတယ်မင်းကရဲဘော်တွေကိုလည်းအစင်းသင်းလုပ်တာအထက်ကအမိန့်ကြတာနဲ့ငါတို့ operation စ အဘအမေဘာလို့လာခဲ့ပါဦးဖေမလေးဟာလာမလေးဟိုတတိထောင်းနေညီမလေးရဲ့မလေးအကူပန်းလာချင်နေမကောင်းသူ့စိတ်ပုံမရမယ် ဟောကျုပ်တို့အချိန်ကဘယ်လိုစေးအောင်ပို့လို့ရမှာလဲတည်တာလေ ဒါလည်းဟုတ်တာပဲနော်အကူတို့မှအန်နေဝိုင်းနေတာအခုလည်းချစ်တီကိုတက်ပြီးပြန်လာတာဆိုတော့ပန်းလာရဲ့ကန်နဲ့ပြောဆရာဝန်ဆိုတာလေပလိတ်တည်းလူပဲလေ အဲ့ဒါပြောတာပေါ့ဟာငါတို့ပြည်သူပြည်သားတွေကကိုမျိုးတဲ့နေချက်ကျူးကျော်ခံရအမျိုးမျိုးနဲ့နှိပ်စက်ခံရတယ်တစ်စက်မအောင်အသက်ချူမချောင်ပါဘူးကွာ ဟိုမကောင်းပြီဟိုပန်းလာဘာဖြစ်နေလဲမသိဘူး လူရမိုင်တမ်းမယ်နင်တို့ကတမ်းမယ် ပန်းလာညီမလေးကိုပန်းလာခေါ်လို့မရတော့ဘူးကို သူကဝှစ်ကျွတ်သွားတာပေါ့ဟာပြင်မဲ့တဲ့ဒီကြောင်ငါတို့မကယ်တင်လိုက်နိုင်ဘူးကွာ ကျုပ်တို့ခွင့်လို့ပါပန်းလာကျုပ်တို့အချိန်မီရောက်မလာလို့အခုလိုဖြစ်ရတာကျုပ်ကိုခွင့်လို့ပါဗျာ စိတ်ကိုဖြစ်ပါကိုတို့ရဲ့အကူတို့ကခေါင်းဆောင်တာဝန်ကျေပါတယ်အကူတို့ကောင်းဆုံးလုပ်ခဲ့ကြတာပဲလေ မဟုတ်သေးဘူးတည်တာမဟုတ်သေးဘူးငါတို့တွေညံ့လို့ငါတို့ပြည်သူပြည်သားတွေကိုနေချက်တွေနှိပ်စက်တာခံရတာဟာ ကိုအပြစ်မတင်ပါနဲ့အကူတို့ရဲ့အကူတို့ကူညီပေးလိုက်လို့အဆင်ပြေသွားတဲ့ပြည်သူတွေလည်းရှိနေရပဲလေ အဲ့ဒီတောက်နေပြန်
အပြစ်ကလွတ်ထားလဲမကြသေးပဲနဲ့ကွာ ဟန်ဆောင်နေရတာတွေမွန်းကျက်လုံးလို့ပါကွာမကျင်တတ်ဘူးကွာအကုန်လုံးမကျင်တတ်ဘူးကိုအောင်ရွှေရလဲငါမှမျက်နှာမှမထောက်သူ့ညီဘက်ကကြီးပဲအဆိုးဆုံးကတိတာပေါ့ငါချစ်နေတဲ့အကြောင်းအတိလင်းပြထားရတာနဲ့ကိုအောင်ဖိနေကြီးပဲကတ်နေ မြို့သူချောချောလှလှလေးလားမင်းလို့ပေတိပေဆိုးကောင်ဘဲကြိုက်မှလဲသူ့ဘက်ကလည်းစဉ်းစားပေးဦးနေကွာ ဟေ့ငါဓာတ်သားလို့လူကွာကိုချစ်ပဲလို့ထင်တာငါချစ်ကိုလက်မခံတဲ့တီတာကိုငါချစ်ကိုလူယူတဲ့အောင်ဖေးကိုမကျင်တတ်ဘူးကွာမင်းဘာဖြစ်ချင် ဂျာကြီးမင်းငါ့ကိုလာမရမ်းနဲ့နော်မင်းတောင်ကြီးမကောင်းမှဆိုလို့ငါသတိပေးနေတာ ဟဲ့ငါဘွားကိုငါဖန်နေနိုင်ပါတယ်ကွာမင်းဘာမှပူကြမလို့ဒီမှာဂျာရီဆိုတဲ့ငါအောင်ဖေးကိုလည်းမကြောက်ဘူးအောင်ရွှေကိုလည်းမမှုဘူးကွာငါဆိုတဲ့ကောင်ကပြစ်တိုင်းတော့ကြိုက်တဲ့နေရာကိုပြစ်လိုက်အမြဲတမ်းထောင်နေရမယ်ဘယ်ပတ်ဝန်းကျင်ကိုရောက်အားလုံးနဲ့အဆင်ပြေအောင်ပေါင်းတတ်ရင်ရပါတယ်ကွာ ဂျာကြီးမင်းမူဗီငါ့ကိုလာမရင်းနဲ့နော်ဒီကိစ္စတာလေဘွန်ချွေသိရင်မင်းအသက်ခံရမှာ မကြောက်ဘူးကွာမကြောက်ဘူးလို့မင်းကငါပြောပြီးပြီလေထောက်เสียငါမှလည်းမရှိတော့ဘူးသူငါ့ကိုထိုးရင်ငါသူ့ကိုပြန်တတ်မှာပေါ့ကွာအကုန်တတ်မှာကွာ မင်းပြောလေခဲလေးပါလားကွာမင်းမတော့နဲ့တော့ရောက်လာမင်းမူးနေငါတဲလိုက်လာဟေ့ ဟဲ့မင်းငါ့ကိုမတားနဲ့ဂျာရေးဆိုရဲကောင်ကကို့ဘော်မကောင်းရင်ဘသူမှပြန်မကောင်းနိုင်ဘူးဖယ်စမ်းပါကွာ ဟောတော့ဒုက္ခရောက်တော့ပြီကွာ တိတာဒီမှာလာပြီးတော့အိမ်ကိုလွမ်းနေရလားအေးပေါ့လေချိန်မွေးမီးမလောင်လက်မွေးမီးမလောင်နေခဲ့တဲ့ဘဝတွေဆိုတော့လေလွမ်းမှာပေါ့ကျတို့ကတော့အချိန်တိုင်းရုန်းကန်နေရတဲ့သူတွေဆိုတော့အိမ်ကိုလွမ်းကျင်တော့မရပါဘူးဗျာ မခနဲ့ပါနဲ့ကိုရဲ့တရားအိမ်ကိုတတိရတယ်ဆိုမြဲမလွမ်းတော့တာကြားလာပြီတရားအခုတွေးနေဟာလူတွေဖြစ်ရသွားနေဘာဖြစ်လို့စင်းရဲချမ်းသာဘဝတွေကွာနေလဲဆိုတာကိုတွေးနေတာ အဲ့ဒီအကြောင်းကိုဖះဟောနဲ့ပြောရမယ်ဆိုရင်တော့ကံကိုင်းအချို့ပေါ်တည်ထားတယ်တချို့ကျတော့ပတ်စံချမ်းသာပြီးတော့စိတ်သောကတွေများနေတယ်အဲ့ဒါလေဒုက္ခအဲ့တချို့ကျတော့ပတ်စံတော့မရှိဘူးကိုလှုပ်ချင်တာကိုဖြစ်ချင်တာကိုသွားချင်တဲ့နေရာကိုသွားနိုင်ကြတယ်အဲ့ဒါလည်းဒုက္ခပေါ့ တရားတော်ပေါက်ပါရဲ့ကိုရဲ့စစ်မှန်တဲ့ချမ်းသာမှုရဖို့အတွက်တရားဘာလုပ်ရမလဲ ဘာဖြစ်ချင်လဲဆိုတာကိုအရင်စဉ်းစားပြီးရင်ဖြစ်အောင်လုပ်တကယ်လို့မဖြစ်ခဲ့ဘူးဆိုရင်လည်းကိုချင်းစာစိတ်မွေးဘာဖြစ်လို့လဲဆိုတော့လူဆိုတာမသေးခင်အချိန်ထိစူးစမ်းပိုင်ခွင့်ရှိလို့ပဲ တမိုးရှိလိုက်တဲ့စကားအကူရဲ့အဲ့ဒါဆိုရင်အကူတို့အခုလုပ်နေတဲ့တော်လန်ကြီးကတိုင်းပြည်အတွက်မပြောက်မပြတ်စူးစမ်းခြင်းစိမ့်နဲ့လုပ်နေကြပါဘောနော် အမှန်ပေါ့တည်တာရဲ့ကျုပ်အသက်ရှင်နေသူလွတ်လပ်ရအောင်တိုက်ပွဲဝင်နေမှာပဲကျုပ်တကယ်လို့သေသွားခဲ့မယ်ဆိုရင်တော့လူငယ်တွေအတွက်ကျုပ်လိုစိတ်ဓာတ်မျိုးဖြစ်အောင်ပြုစုပြောထောင်ပေးခဲ့မှာဒါမှကျုပ်တို့တိုင်းပြည်သူ့ကြုံဘဝအများဆုံးလွတ်မြောက်ပါလိမ့် ခံယူချက်ပြင်လိုက်တာအကူရဲ့အချိန်မတန်ခင်တော့မသေးပါနဲ့အောင်နော်အဲ့ဒီခရီးကိုတော့တီးတော့ပေးရမယ်နော် သေတယ်ဆိုတော့ကိုသေခြင်းတဲ့အချိန်တိုင်းမှာသေလို့မရတာတည်တိုင်းအဲ့ဒါကိုကျုပ်ကဘယ်လိုကြည့်ပေးရမလဲ မရအောင်အကူငယ်ရွယ်နဲ့မသိအောင်အဲ့ဒီခရီးကိုတော့တီးတော့ပေးပါအကူရဲ့နော် ကျုပ်ကတိုင်းပြည်အတွက်အသက်ပေးထားတဲ့တော်လိုင်းသမားတယောက်ပါတည်တာရဲ့နေပါဦးတည်တာကျုပ်ကိုဘာဖြစ်လို့မသေးစေချင်ရလဲ ဘယ်လိုလဲပြောရရင်တီးတာအကူရဲ့စိတ်နေသဘောထားကိုသဘောကျတယ်လေးစားတယ်အကူကအမှန်တရားကိုလည်းချစ်မြတ်လို့တယ်အနစ်နာခံတဲ့စိတ်လည်းရှိတယ် ဒီစကားတွေကငါကြားဦးရတယ်မှတ်တယ်သွားလေသူအေးတီပြောခဲ့တဲ့စကားတွေပါလားဒါတွေကြောင့်ငါတည်တာပေါ်ခင်တွယ်မိနေတာများလား အကူတီးရပြောကြရလား အော်ဟိုတည်တာကိုခင်တွယ်နေမိတဲ့အကြောင်းစဉ်းစားနေမိတာပါ ဘလို့တီးရခင်တွေအကြောင်းတွေးနေရဟုတ်လားကို အော်ဘာပြောမိကုန်လည်းမသိပါဘူးဗျာစိတ်ရှုပ်ပါတယ် တီးရရှုပ်လို့စိတ်ညစ်တာလားအကူပြောရလိုက်တာအကူရဲ့တီးရအကူအားကိုနေမိရပါအဲ့ဒီစိတ်ကလည်းအကူနဲ့တွေ့မှဖြစ်လာတာပါ ဟိုကျုပ်ကလည်းဗျာပြောချင်တဲ့စကားတွေများပြီးရောသွားလို့ပါဗျာဟိုကျုပ်တကယ်ပြောချင်တာကလေ ပြောဘာပြောမှလဲပြောအကူနော်တီးရစိတ်တော်လာလုံးမနေနဲ့ ဟိုတည်တာစိတ်တို့လည်းချစ်ဖို့ကောင်းပါလေဗျာ အကူဘယ်လိုပြောလိုက်တယ် အော်ဟိုတည်တာချစ်ဖို့ကောင်းပါလေလို့ဟိုကျုပ်အမှန်တိုင်းပြောရရင်ဗျာတည်တာကိုချစ်မိနေပြီဟိုတည်တာကိုကျုပ်ပေါ်မှာဘယ်လိုသဘောထားလဲ တီးရဘယ်လိုသဘောထားမှာလဲအကူအားကိုတယ်လို့ပြောပြီး ဟိုအားကိုလက်စားတဲ့ချစ်တယ်လို့ပြောလိုက်ပါလားတည်တာရဲ့ အကူကလည်း ဟောပြောပါတည်တာရဲ့ အကူကလည်း တည်တာပြောပါစကွာ ဟ
ဘာတွေငုံငငယ်ဖြစ်နေတာလဲမိန်းမရဲ့ပျော်ပျော်ရွှင်ရွှင်နေစမ်းပါကြာရင်ကျမ်းမာရေးထိခိုက်သွားမယ်နော် ကျမလည်းရှင်ပြောသလိုပြောရွှင်နေချင်တာပေါ့ဒါပေမဲ့ကျမတို့ရဲ့တူးစီသောသမီးလေးကဘာသတင်းမှမကြားတော့ကျမဘယ်လိုလုပ်ပြီးပြောနိုင်မှာလဲကိုသားလာရဲ့ ငါလည်းကြေကွဲခံစားနေရပါတယ်မိန်းမရဲ့သမီးလေးကိုချစ်တဲ့စိတ်ကမင်းနဲ့ပံပိုးရင်တော့မလျော့ပါဘူးကွာငါလည်းသမီးလေးကိုအမြန်ဆုံးတွေ့ဖို့ကြိုးစားနေပါတယ်ကွာ ရှင်ကြိုးစားနေတာကြာပါပြီကိုသားလာရဲ့ကျမဒီသက်ကျမသမီးလေးကိုပြန်ပြီးတော့တွေ့ရပါမလားရှင် ရုံးမေ ကျွန်တော်မျိုးအမင်းကိုသတင်းပေးစရာရှိလို့ မင်းကဘာတူလဲဘယ်ရွာလဲဘာသတင်းပေးမှာလဲ မျိုးအမင်းစုငွေထုတ်ထားတဲ့သဘုံအောင်ရွှေရဲ့သတင်းပါကိုယ်တိုင်မဖမ်းပေးနိုင်ရင်လည်းအကျိုးမြတ်ခံစားခွင့်ရှိမလားလို့မေးချင်လို့ပါ သဘောအောင်ရွှေသတင်းမှန်ရင်သတင်းပေးတဲ့လူလည်းထိုက်တင်တဲ့လောက်ခံစားရမှာပေါ့ကွာနေသမောင်မင်းကငါမေးတာမဖြေပဲငါ့ကိုပြန်ပေးနေအောင်ငါ့ကိုအခန်းလာလား မဟုတ်အောင်မျိုးအမင်းကျွန်တော်မျိုးမှာအကျွေးတွေဝိုင်းနေလို့ပတ်စံလေးများရမလားဆိုပြီးမေးမိတာပါကျွန်တော်မျိုးကဇီးပင်စုရွာခွားတို့ပါဝိုင်းရည်အတွက်ထင်းခွေသွားရင်းနဲ့သဘုံအောင်ရွှေတို့စခန်းကိုတွေ့လာတာအသက်အန္တရာယ်ကြားနေပြီးတော့မျိုးအမင်းကိုသတင်းလာပို့ရတာပါဗျာ မင်းကိုဘာအန်ဒီယမ်မှမရှိအောင်ငါကာကွယ်ပေးနိုင်မှာလေကွာမင်းတွေ့ခဲ့တာသဘုံအောင်ရွှေစကန်ဆိုတာဟုတ်ရဲ့လား မညာအောင်ပါဘူးဗျာတကယ်ပြောတာပါအတိအကျလည်းညွန်ပြနိုင်ပါတယ်ပြီးတော့မျိုးအမင်းကလည်းကျွန်တော်မျိုးပေးကန်ဆောက်ရှောက်ဂရုစိုက်ပေးပါနော် စိတ်ချပါကွာမင်းဘက်ကတာဝန်ကြီးရင်လည်းငါဘက်ကတာဝန်ကြီးရမယ်ငါသိချင်ကြတယ်လည်းမင်းပြောပြပါဒါခုငါနဲ့လက်ခဲ့ ရှူရကေကိုတော့တက်လိုက်ဟေးဘာလိုက်ရှာနေရလဲဘာလို့ကျွန်တော်တို့ ဟောဘာမှမလုပ်ချင်ပါဘူးဗျာဟိုဂျာကြီးကိုလိုက်ရှာနေရဗျာအခုဂျာကြီးကိုတွေ့ပြီ ဂျာကြီးမရှိဘူးလေကွာစေဝါနဲ့ရိတ်ခါဝယ်တဲ့ဘွက်တွေလည်းကိုလိုက်သွားတယ်သူအပြင်ပြောထားကြလို့ဆိုရင်ကိုကြီးကိုခွင်အောင်နဲ့ပဲကိုကြီးထည့်ပေးလိုက်တယ်ဟိုညီကဘာပြောကြရှိလို့တော့ ဂျာကြီးကိုအခုလို့ကြည့်ရတာသိမှုမှမဟုတ်ဘူးဗျာပြီးတော့ရဲဘော်တွေကပြောလုံးလို့ဒီကောင်ကိုသတိပေးမှုလိုက်ရှာနေပြီးတော့ကိုကြီးလည်းကိုကြီးရောက်ဖအောင်နည်းနည်းတော့ကြည့်ပြောထားပါ ဂျာကြီးမူမမှန်တဲ့တဲ့တော့ကိုကြီးလည်းကြားပါတယ်ကွာဒါပေမဲ့ဒီကောင်ကိုစကားကုန်ပြောထားပြီးသားဒီကထပ်ပြီးတော့မဟုတ်တာလုပ်မယ်ဆိုရင်ကိုကြီးလက်နဲ့ပြစ်သက်မယ်လို့တခါတည်းကျင်းထားတယ် အဲ့လောက်ကြီးတော့လည်းမလို့သေးပါဘူးကိုကြီးဟာသူ့ရဲ့ကိုကြီးကိုလာကိစ္စဆိုရင်တော့ပြဿနာမရှိဘူးတို့တစ်ဖွဲ့လုံးနဲ့ဆိုင်တဲ့ပြဿနာမျိုးဖြစ်မယ်ဆိုရင်တော့အဲ့ဒါကိုကိုကြီးတားဖို့ပဲလိုတာပါကဲကျိုးဟိုဘက်ကိုတော့ဆက်တယ်အောင် အေးငါပြောတဲ့အတိုင်းအတိအကျဖြစ်ပါစေနော်ဒါပဲလေးစားပါတယ်အစမီ မျိုးအမင်းကျွန်တော်မျိုးယူခေါ်တာဘာကြောင်းလို့မြင်ရှိလို့ပါလဲ မကြခင် operation စတော့မယ်အစင်းသစ်ဖြစ်ပြီလား အားလုံးစင်နေပါမျိုးအမင်းဒါပေမဲ့လက်နက်အင်အားတော့နည်းနေပါသေးတယ် ငါသိပါတယ်ကွာဟိုတခါလဲမင်းငါ့ကိုတင်ပြထားတာပဲငါလည်းအထက်ကိုအစီရင်ခံစာတင်ပြထားတယ်သူတို့လည်းသဘောတူကြတယ်ကွာအေးမကြခင်လက်နက်နဲ့ပလိတ်အင်အားတွေထပ်ရောက်လာလိမ့်မယ် အဲ့ဆိုတော့အားလုံးပြည့်စုံပဲမျိုးအမင်းတစ်ခုသမားသတင်းပေးထားတဲ့ဇီးပင်စခန်းကိုလည်းတောကျော်တဲ့သူကိုလှုပ်ပြီးတော့မြင်းနေထားကိုလေ့လာခိုင်းတာပါတယ်တိုက်ရမယ့်လမ်းကြောင်းကိုလည်းရွေးချယ်ပြီးပါမျိုးအမင်း ကောင်းတယ်အဆန်ပြီထပ်တိုးအင်အားနဲ့လက်နက်တွေရောက်လာရင်သတင်းရထားတဲ့သဘုံစခန်းကိုအပြက်ချေမုန်းမယ်ကွာငါသမီးလေးကိုရအောင်ကဲမယ်ဒီတိုက်ပွဲမှာငါတို့တွေအပြက်နိုင်ရမယ်ကွာ ဟုတ်စိတ်ချပါမျိုးအမင်းကျွန်တော်မျိုးကြီးလေမျိုးအုံနဲ့မျိုးသမီးတို့ကအစွမ်းကိုတောင်းဝင်ကျင်စေနိုင်တာတော့မကျင်းတတ်ဘူးကိုသားလာရဲ့ ငါလည်းအသေးချာပြင်ဆင်ပြီးတိုက်ခိုက်လာတယ်ပန်းနဲ့ပေါက်တိုင်ကစားတာမှမဟုတ်တာငါတို့သမီးတို့လည်းကဲကျင်တာပေါ့ကွာ တိကမှာမျိုးပြောတယ်တပုံးလေးထွက်ပြေးသွားပြီမဲ့မကြခင်မှာအပြက်ချေမုန်းနိုင်တော့ပါပတ်စံကလည်းမတ်လောင်ပေးထားဆိုတော့သတင်းပေးမဲ့လူလည်းရှိနေပါ ဟိုတခါသတင်းပေးတဲ့တစ်ခုတ်သမားဟုတ်လားအဲ့လိုလူကိုကိုယ့်လူဖြစ်အောင်မွေးထားပါကွာ
ငါအဲ့လူနဲ့တွေ့ချင်တယ်ကွာစုံစမ်းပေးစမ်း ရှင်နဲ့တွေ့ရင်လေသမီးလေးရဲ့အခြေအနေကိုစုံစမ်းစမ်းမအောင်ရှင်နေမကောင်းရင်လားမသိဘူး ကျွန်တော်မျိုးကြီးခံမှန်းတဲ့လောက်ကတော့မျိုးသမီးကျမ်းပါပါတယ်သူတို့တွေစုပ်ကွာထွက်ပြေးရင်းနဲ့တခါတည်းခေါ်သွားတာမဟုတ်ကျွန်တော်မျိုးကြီးတွေ့ခဲ့တာပါ တိတ်လဲစိတ်မပူပါနဲ့မိမငါတို့ကန်ဆာတာတက်လာပါပြီတပုံစကန်းကိုသတင်းပေးမဲ့လူလည်းရှိတာပြီမကြမီသမီးလေးကိုကယ်တင်နိုင်တော့မှာပါ ဟုတ်ပါတယ်မျိုးဆိုကျွန်တော်မျိုးကြီးတို့လည်းဆွမ်းကိုစူးစမ်းနေပါတယ် ရှုံးပါတယ်ကွယ်ရှုံးပါတယ်အန်တီသမီးလေးကိုဒါရအောင်ကယ်ပေးပါမင်းကိုအန်တီကတီးတန့်ခုံပြပါမယ် ဟုတ်တယ်အဆိုင်ကြီးမင်းတို့တစ်ပွဲလုံးလည်းငါဂုံပြူမှာပါကွာသတင်းပေးတဲ့လူကိုလည်းငါနဲ့တွေ့ပေးဖို့မမေ့နဲ့အောင်တိုင်ပင်စီစဉ်နေရတယ်ရှိသေးတယ်ကွာ စိတ်ချမျိုးကျွန်တော်မျိုးကြီးအားလုံးစီစဉ်ပေးပါ အေးပါကွာအဆိုင်ကြီးကိုပဲအားကိုးနေရတယ်လုံးစရာရှိတာဆက်လုပ် Yes တီတာဘာလို့တစ်ဖွဲ့လုံးနဲ့တော်လဲရဲဘော်ရဲဘက်စိတ်အပြည့်ရှိတဲ့မင်းကိုတွေ့ရတော့ငါကျင်းရတယ်ကွာဒါပေမဲ့ ကိုကြီးစိတ်ထဲမှာရှိရတဲ့ငါပြောပါမယ်ကျုပ်နဲ့တီတာနဲ့ချစ်သူတွေဆိုပေမဲ့ဟိုမိတ်ကလေးတယောက်တော်ထဲမှာအခုလိုဒုက္ခတွေခံစားနေအောင်ကျုပ်လည်းမကြည့်ရတော့ဘူးဗျာ